လောမေတခင်ယေရှုခရစ်တော်နာမတော်နဲ့မင်္ဂလာပါဒီကနေ့မှာပေးခဲ့ခြင်းနဲ့မစလေးကတော့ဘေးခုလက်တစ်ခုကိုစဉ်းစားနိုင်ဖို့ပေါ့နော်ကျွန်တော်နဲ့မြန်မာပြည်မှာဆိုတခင်ရဲ့အမှုတော်ထဲမှာထားရုပ်ဖို့ပေါ့နော်တချို့တို့တွေကဖရားရဲ့အချိန်ကိုစောင့်တဲ့သူတွေရှိတယ်ပေါ့နော်ဆိုင်းတော်လေးမျောလင်းလို့ဧကမှာရောက်မယ်ဆိုတော့ကျွန်တော်ဒီဟေဘကုတ်ထိကဟာနဲ့ကျွန်တော်စောင့်မျှော်နေကြတာပေါ့နော်ဖရားရဲ့အချိန်မြောက်သေးဖရားအချိန်မြောက်သေးတချို့တို့တွေကကျွန်တော်ပြောနေလို့ပဲတကယ်ရမ်းကြတော့ကျွန်တော်ကနောက်ကပတ်တော်တမန်တရားနဲ့စစ်မှန်တော့ဖရားအတန်ကိုခယူမစစ်မဆိုင်မိလိုက်တဲ့ချိန်မှာကျွန်တော်ဖရားအချိန်ကကျွန်တော်ကိုတချို့တော်သူတွေကကြော်သွားပြီဖြစ်တယ်ဖရားကကျွန်တော်စီကိုရောက်လာတဲ့အပြင်ကိုလုံသွားဖြစ်တယ်ကျွန်တော်ကိုကြိုပြီးလုံသွားပြီဖရားအချိန်ကာလကလုံသွားပြီကျွန်တော်ကိုလုံသွားပြီနောက်တော့ကြာနေပြီအဲ့တော့ကျွန်တော်ယုံကြည်သူတွေသတိထားဖို့ကခရိယန်ယုံကြည်သူမှရင်စစ်မှန်သောခရိယန်ယုံကြည်သူမှရင်အားလုံးကဖရားစိတ်ခံရမှာဖြစ်တယ်အင်္ဂလိပ်ဟောပြောမှာဖြစ်တယ်ကျွန်တော်ကိုတောင်းပါဆိုတာတဲ့ကျွန်တော်အတောင်းတော်ချက်ချင်းခံရမှာဖြစ်တယ်ဘာလို့လဲတကယ်ယေရှုခရစ်တော်တောင်းမှာပဲကျွန်တော်နဲ့ဒုတိယချင်းပြန်ကြွလာဖို့ကအရင်နီးနေပြီရှမသိနေစလေးတော့ဘာတော့ကိုကြည့်ပါဆိုတော့ဒီနမိတ်လက္ခဏာတွေအများကြီးဒီလောက်ပြည့်စုံနေတဲ့ချိန်ကာလကြီးတွေမှာကျွန်တော်ခုချင်းတိမခိုးသေးဘူးစကလုံးကိုမတောင်းပါနဲ့လို့ကျွန်တော်အချိန်လွန်သွားတဲ့သဘောရှိကောင်းရှိမှဖြစ်တဲ့အတွက်အလင်းမြိုင်အင်္ဂလိပ်ကိုပြောပါအတောင်းတော်ခံပါလို့ဒီနောက်ကပတ်တော်လေးအဖြစ်ဟောပြတဲ့တွန်းလိုက်ပါရရစီတိုင်းမှာဖတ်ပြီးကောင်းနေချ